မตายရတဲ့ညဘက်ကရွာတစ်ခုမှာတော့အချစ်နဲ့ပတ်သက်တဲ့အရေးအပေးအယူတစ်ခုလုပ်နေခဲ့ပါတယ်။အာရစ်ဆိုတဲ့ကောင်လေးနဲ့သူနဲ့ကိုချစ်အောင်လုပ်ပေးခိုင်းနေတာပဲဖြစ်ပါတယ်သူ့အဖွားကိုသူ့အဖိုးကလည်းကောင်းပြီးမင်းပြောတဲ့ဟာကိုအနိုင်အောင်မော်ပညာနဲ့လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့မော်ဆန်ကလုံးဝအစွမ်းအားကြီးပါတယ်။ဒါပေမဲ့အကောင်မလေးကတော့ခီးမဆိုင်ပါဘူးသူ့လုပ်ပေးဆိုရင်လုပ်ပေးလို့သူ့ဖို့ပြောလိုက်ပါတယ်တာယာတဲ့မနက်ပိုင်းအိမ်မိသားစုအိမ်တစ်ခုမှာတော့မွေးနေ့ပွဲတစ်ခုကျင်းပနေခဲ့ပါတယ်အဲ့ဒီမွေးနေ့ပွဲလည်းညအကောင်မလေးကလာပါတယ်ဒါတိုင်းအကြောင်းရင်းကတော့အကျန်းစိုးကြီးနဲ့လာတာပါဝဝင်ရုပ်လေးကိုကလေးမလေးကိုပေးခဲ့လိုက်ပါတယ်ကလေးမလေးကလည်းဝဝင်ရုပ်ကြီးကအရန်လှတာပဲဆိုပြီးတော့ချီးကျူးနေခဲ့ပါတယ်အပြင်မှာအားရရှိရဲ့နေရာကိုတော့ညဟိုကောင်မလေးကထွက်လာခဲ့ပါတယ်အဲ့လိုနဲ့သွားပြီးတော့အာရစ်ကိုဖတ်ဖို့လုပ်ပါတယ်အာရစ်ကလည်းမင်းဘာလုပ်တာလဲအိမ်မှာငါမိမမြင်ဝိုင်းမကောင်းဆိုပြီးတော့ပြန်ပြီးတော့တုံ့ပြန်ခဲ့ပါတယ်ဒါပေမဲ့အာရစ်ကသာအဲ့လိုပြောလိုက်တာပါအိမ်မှာကတော့ကောင်းတယ်သူမြင်ဝလည်းကောင်းတယ်ငါတော့တိုးတော်စင်ပြေသေးတယ်လို့ပြန်တုံ့ပြန်ခဲ့ပါတယ်ဒါပေမဲ့အာရစ်ကနင်းယူနေလားအစရငါတို့ဆက်ဆံရေးကပြတ်တောက်သွားခဲ့ပြီလို့ပြန်ပြီးတော့တုံ့ပြန်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူသမီးရဲ့အဖေကိုအမေလိုက်ရှာနေတယ်လို့ပြောလိုက်ပါတယ်အဖေအာရစ်ကလည်းအေးငါအခုလာမယ်ဆိုပြီးတော့ပြောပြီးတော့ဟိုမိန်းမကိုတော့မောင်းထုတ်လိုက်ခဲ့ပါတယ်ဒီမှာကတော့သူ့မော်စွမ်းနေအတုံးမွေတော့တီဗီသူ့အဖိုးကိုတော့ပြောခဲ့ပါတယ်သူ့အဖိုးကိုဒီလိုမေးလိုက်ပါတယ်အခုတော့အာရစ်ကသူ့ပြန်ချစ်မလာပဲဆက်ဆံရေးပါဖြစ်နေတဲ့အကြောင်းသူ့အဖိုးတော့ပြောပြလိုက်ပါတယ်အဖိုးကလည်းမနေ့ကမင်းကိုအာရစ်ကိုပို့ခိုင်းတဲ့အနဲ့ရောက်မော်မတက်ရောက်ဘူးထင်တယ်လို့ပြန်ပြီးတုံ့ပြန်ခဲ့ပါတယ်ဒါဆိုကျမတို့ဘယ်လိုလုပ်ကြမလဲအဖိုးလို့ပြန်မေးလိုက်ပါတယ်သူ့အဖိုးကလည်းတနည်းပဲရှိတော့တယ်သူ့မိန်းမရဲ့စပင်ကိုယူလာခဲ့လို့ပြောလိုက်ပါတယ်သူ့မိန်းမကိုဖယ်ရှားမလို့ပါအာရစ်တို့အိမ်မှာတော့ထူးဆန်းနိုင်ဖြစ်နေခဲ့ပြီးအာရစ်လည်းသတိထားမိခဲ့ပါတယ်သူ့မိန်းမရှိတဲ့အပေါ်ရက်လိုနေရတကားသူ့အလိုကြလာခဲ့ပါတယ်အာရစ်လည်းအဲ့ဒါနဲ့ထကြည့်ဖို့လုပ်လိုက်ခဲ့ပါတယ်အာရစ်အပေါ်တက်သွားတဲ့အချိန်မှာထူးဆန်းတဲ့တရေတွေကိုမြင်လိုက်ပြီးအာရစ်လည်းလန့်ပြီးတော့ပြုတ်ကျခဲ့သွားခဲ့ပါဒါပေမဲ့ဒါအိမ်မက်တစ်ခုသာဖြစ်ပြီးအာရစ်လည်းလန့်လို့သွားခဲ့ပါတယ်သူအိမ်မက်ထဲမှာမြင်တဲ့အရာတွေသူပြန်တွေးကြည့်ပြီးသူကလည်းသူပြန်လန့်နေခဲ့ပါတယ်အချိန်အားဖြင့်တော့ညတော့တော်တော်နှက်နေခဲ့ပါပြီ12နာရီကျော်နေခဲ့ပါပြီအဲ့ချိန်မှာပဲအာရစ်ကမိန်းမနမတ်ဖတ်နေခဲ့ပါတယ်နမတ်ဖတ်တာဆိုတော့အစ္စလမ်ဘာသာအရဝိပုတာကိုပြောတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ချိန်မှာပဲသူမိန်းမအပြင်ကအရာတစ်ခုခုမြင်ပြီးတော့လန့်သွားခဲ့ပါတယ်တခါနာအရာတစ်ခုခုပါသူလည်းဟိုကြည့်တီကြည့်နေတော့ကြည့်လိုက်သေးပါတယ်အဲ့ဒီအချိန်မှာပဲနွားကောင်းတစ်ခုကပြုတ်ကျလာပြီးသူမကိုတွေးတွေအများကြီးနဲ့ပတ်လိုက်ပါတယ်ဒါကတော့ဟိုမိဘနှစ်ယောက်ကစွမ်းအားပါနော်အဲ့ချိန်မှာပဲအာရစ်ကရှေ့ကနေတန်နေကြားလို့ထွက်လာခဲ့ပြီးသူမိန်းမကိုမြင်သွားခဲ့ပါတယ်မြင်လဲမြင်တော့အာရစ်ကအချိန်လေးကောင်းလားမကောင်းလားဘာဖြစ်နေရလဲမေးကြည့်ပါတယ်အဲ့တော့မှသူမိန်းမလည်းလှည့်ကြည့်တော့ရပါတယ်ဘာမှဖြစ်ဘူးလို့ပြောလိုက်ခဲ့ပါတယ်ဒါကတော့တာယာတဲ့မနက်ခင်းလေးပေါ့အာရစ်ကဈေးဆိုင်လေးတစ်ခုမှပဲဖြစ်ပါတယ်အဲ့ချိန်မှာပဲမတမသူတယောက်ကဝင်လာခဲ့ပါတယ်အဲ့မတမသူကဘယ်သူလဲဆိုတော့အီမာပါအဲ့နဲ့အာရစ်ကလည်းဟိုနေ့ညငါမိန်းမကိုဒီလိုဖြစ်အောင်လုပ်တာမင်းမလားလို့ထဲပဲမေးလိုက်ခဲ့ပါတယ်ဟိုမိန်းမဒီလိုလောက်ရမှလည်းသူ့ဘာလို့လားဆွဆွဲနေလဲဆိုပြန်ဟောက်လိုက်ခဲ့ပါတယ်အာရစ်ကတော့နေငင်းနေနဲ့အမှန်တိုင်းသာပြောလိုက်စမ်းပါလို့ပြန်ပြီးတော့ပြောအဲ့နဲ့ဟိုမိန်းမလည်းအင်္ဂါလောက်တာဆိုရင်ရောလို့ပြန်မေးခဲ့လိုက်ပါတယ်အဲ့ဒါနဲ့အာရစ်လည်းမင်းငါမိန်းမတစ်ခုခုဖြစ်ရင်မင်းမလွယ်ဘူးနော်လို့ပြောပြီးတော့ကျိန်းပြီးတော့ထွက်သွားခဲ့ပါတယ်အာရစ်အလို့ထွက်သွားတော့ဟိုမိန်းမအာရစ်ကိုစိုက်ပြီးတော့မတင်ငါမျက်လုံးနဲ့ကြည့်နေခဲ့ပါတယ်အချိန်ကတဖြည်းဖြည်းကုန်လာခဲ့ပြီးညနေဆောင်ဘက်ကိုရောက်လာခဲ့ပါတယ်အာရစ်တို့အိမ်မှာတော့အာရစ်မိန်းမမအိမ်မလဲဖြစ်လာခဲ့ပြီးထူးဆန်းတဲ့ဝေဒနာစတင်ခံစားရပါတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာသူ့သမီးလေးလည်းအာယုံတစ်ခုတည်းကိုရောက်သွားတယ်လို့ဖြစ်သွားခဲ့ပါတယ်သူ့အမေရောအာယုံတစ်ခုကိုရောက်သွားခဲ့ပါတယ်အဲ့အာယုံထဲမှာတော့သူတို့ကြိုးချီထားတဲ့ပုံစံမျိုးနဲ့ပါပေါ့နော်အဲ့အာယုံထဲကမော်စရာကတော့တိုက်ခိုက်နေပါတယ်သူမိန်းမကိုမသိမချင်းဒီဟာကိုလည်းဟိုကောင်မလှန့်ကြည့်နေခဲ့ပါတယ်ဟိုကောင်မပြောတာနည်းနည်းရိုင်းဝိုင်းကောင်းမှန်ပါတယ်ပေါ့နော်နောက်ဆုံးတော့အားရမိန်းမလည်းမအိမ်မလဲခံစားချက်နဲ့နောက်ဆုံးဇက်သိမ်းသွားခဲ့ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကနေပြီးတော့ပြောချင်တာလူတိုင်းကိုမယုံပါနဲ့ပေါ့နော်အားလုံးပဲ channel subscribe လုပ်ခဲ့ပေးကြပါbye bye